ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အပြင်တူတူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဧဖတ်ဩဝါဒစာခန်းကြီး2အပိုင်းငယ်10မှ30ယုံကြည်သောအပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်လိုလျောက်ရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်သည်ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားเสียအခွင့်မရှိအဘယ်ကြောင့်နည်းဟုမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လည်ရမည်အကြောင်းဖျားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနေမည်ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ကျေးဇူးတရားအကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ကယ်တင်ခြင်းရတာထာဝရတရတာကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကိုယ့်ရဲ့အကျင့်သီလကြောင့်မဟုတ်ပါဘူးဖျားသခင်တနာလို့ဖျားကယ်လို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့ယုံကြည်သောအဖြစ်လောက်ဝါကတိုင်မှာကျေးဇူးပြုပေးတဲ့သခင်ယေရှုခရစ်တော်ဖျားရဲ့ကျေးဇူးတော်ကိုယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းကိုရောက်ရခြင်းဖြစ်ပါတယ်အဲ့ဒီလိုကယ်တင်ခြင်းရပြီးတဲ့သူဟာတဲ့ကောင်းသောအကျင့်တို့ကိုကျင့်ဖို့ရန်အတွက်ဖျားသခင်ကကျွန်တော်တို့ကိုအသစ်ပြင်ဆင်လိုက်တယ်ယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြတယ်အဲ့ဒီကောင်းသောအကျင့်မှာကျင့်လည်ရမယ့်အကြောင်းဖျားသခင်ကကျွန်တော်တို့ကိုပြင်ဆင်ထားပြီးပြီလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ကယ်တင်ခြင်းဟာကောင်းသောအမှုကိုဖြစ်စေတယ်ဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်။သို့တော့ကောင်းသောအမှုကတော့ကယ်တင်ခြင်းကိုမဖြစ်စေပါဘူး။ကျွန်တော်တို့ရဲ့ကောင်းသောအကျင့်အားဖြင့်ကယ်တင်ခြင်းရဖို့ဘလို့မှမဖြစ်နိုင်ဘူး။လူဟာမွေးကလေးကမွေးရပါအဖြစ်နဲ့မွေးလာတော့ကြောင့်ဇာတိကအပြစ်နဲ့ပြည့်နေသောကြောင့်လူဟာဘလို့မှကောင်းတာမလုပ်နိုင်ဘူးလူရဲ့ကောင်းမှုနဲ့ကယ်တင်ခြင်းထာဝရအသက်ကိုမရနိုင်ပါဘူးဖျားပြုပေးတဲ့ကောင်းမှုအဖြစ်ပဲကယ်တင်ခြင်းကိုရနိုင်တာဖြစ်ပါတယ်တို့ရတွင်အဲ့ဒီကယ်တင်ခြင်းရပြီးသားသူကတော့ကောင်းသောအသက်တာနဲ့အသက်ရှင်ဖို့ဖျားကပြင်ဆင်ထားပြီးပြီဖြစ်ပါတယ်ယေရှုတရားဆိုတာအပြစ်သားဖြစ်တဲ့ကျွန်တော်လူသားတွေကိုအပြစ်သားကနေပြီးတော့ဖျားကကယ်တင်ပြီးတော့ဖျားသားဖြစ်စေုံမကဖျားသားကဲ့သို့နေ့စဉ်အသက်ရှင်နိုင်ဖို့ရန်အတွက်ပြောင်းလဲပြီးတော့ဖျားသခင်ရဲ့တကူတော်ပဲဖြစ်ပါတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကျေးဇူးတရားကကျွန်တော်တို့ကိုကယ်တင်ုံသာမကအသက်တာကိုပါပြောင်းလဲစေတဲ့ကျေးဇူးတရားဖြစ်ပါတယ်လောဝါကတိုင်းမှာကျွန်တော်တို့အပြစ်တွေအသိခံပေးခြင်းအဖြစ်အပြစ်သားဘဝကနေပြီးတော့ဖျားသားလူဟောင်းဘဝကနေပြီးတော့လူသစ်မဖြောင့်မတ်တဲ့သူရဲ့ဘဝကနေပြီးတော့ဖြောင့်မတ်တော်သူဖြစ်စေခဲ့ပါတယ်အဲ့ဒီလဝါကတိုင်မှာအသေးခံကြီးအဖြစ်ကျွန်တော်တို့ဟာလူသစ်ဖျားသားဖြောင့်မတ်တော်သူဖြစ်ခွင့်ရတယ်လို့ကျွန်တော်တို့အထဲထဲမှာသခင်ခရစ်တော်ဖျားကလာရောက်ရှင်သန်ပေးခြင်းအဖြစ်အဲ့ဒီအသက်ရှင်ပေးသောကျေးဇူးတော်အဖြစ်ဖျားသားကဲ့သို့ဆက်အသက်ရှင်နိုင်သွားတယ်လူသစ်ကဲ့သို့ဆက်အသက်ရှင်နိုင်သွားတယ်ဖြောင့်မတ်တော်သူကဲ့သို့နေ့စဉ်အသက်ရှင်နိုင်သွားပါတယ်ဒါကြောင့်မို့လဝါကတိုင်မှာအသေးခံပေးသောကျေးဇူးတော်အဖြစ်ဖျားသားဖြစ်ရတဲ့အခွင့်ကိုရတယ်လို့ကျွန်တော်တို့ရဲ့အထဲထဲမှာအသက်ရှင်ပေးသောကျေးဇူးတော်အဖြစ်ဖျားသားကဲ့သို့ဆက်အသက်ရှင်နိုင်ရသောအခွင့်ကိုကျွန်တော်တို့ကရရှိပါတယ်အဲ့ဒီကျေးဇူးတော်ကိုနားလည်မှုလွဲတဲ့အချက်အဓိက2ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ကျေးဇူးတရားပဲပထမတစ်ချက်ကတော့ကျေးဇူးတော်ပဲဖျားသခင်တို့ကိုကယ်ပေးပြီးသွားပြီငါတို့အပြစ်လုပ်လဲဘာမှမဖြစ်တော့ဘူးဆိုပြီးတော့အဲ့ဒီအပြစ်ကိုဆက်လုပ်စေတယ်ဆိုပြီးတော့ကျေးဇူးတရားကိုနားလည်မှုလွဲတဲ့အရာတစ်ခုဖြစ်ပါတယ်တချို့ကကျေးဇူးတော်ကိုအပြစ်လုပ်စေတဲ့တရားလို့တွားပြီးတော့မှားယွင်းစွာခံယူမိပါတယ်တချို့ကလည်းကျေးဇူးတော်ကိုအလွဲသုံးစားလုပ်ပြီးတော့အပြစ်ထဲမှာဆက်ပြီးတော့အသက်ရှင်ကြပါတယ်ကျေးဇူးတော်ဆိုတာကအပြစ်လုပ်စေတဲ့တရားမဟုတ်ပါဘူးအပြစ်ကိုလွတ်မြောက်စေတဲ့တရားပဲဖြစ်ပါတယ်ယောမဩရစာခန်းကြီး6အပိုက်ငယ်1မှာဖော်ပြတယ်ထို့သောမှန်လင်အဘယ်သို့ပြောရမည်နည်းကျေးဇူးတော်ပွားများစေခြင်းကအပြစ်တရားကိုကျင့်၍နေရမည်လောအပိုက်ငယ်နဲ့မှာထို့သောမနေရအပြစ်တရားမှစုတည်တော်သူသည်ထိုတရား၌အဘယ်သို့ရှင်ရအောင်မည်နည်းဒီနေ့ဘုရားသခင်ရဲ့ကျေးဇူးတော်ဟာသင်အပြစ်ထက်ကြီးမားပါတယ်သင်အပြစ်တွေများတာထက်ဘုရားကျေးဇူးတော်ကပိုများတယ်အဲ့ဒီလိုပြောလို့အဲ့ဒီကျေးဇူးတော်များများခံစားရဖို့ရန်အတွက်အပြစ်များများလုပ်ရမလားမဟုတ်ဘူးတဲ့တမန်တော်ရှင်ဘောလူကရှင်းပြ
အပြစ်တရားမှာစုတည်သွားတဲ့သူလက်ဝါးကတိုင်မှာခရစ်တော်နဲ့တူတည်သွားတဲ့အဲ့ဒီအပြစ်သားဘဝတည်သွားတဲ့သူဟာဘာလို့အပြစ်သားလို့ဆက်အသက်ရှင်ရမှာလဲဂျေဇုတော်ဟာဖျားသားကဲ့သို့ဆက်အသက်ရှင်ဖို့ရန်အတွက်မဆတဲ့တကူတော်ဖြစ်ပါတယ်ဒါကြောင့်မို့ဂျေဇုတော်ကိုနားလည်မှုမလွဲပါနဲ့ဂျေဇုတော်ဟာအပြစ်ဆက်လုပ်စေတော့တရားမဟုတ်ဘူးဂျေဇုတော်ပဲဆိုပြီးတော့ဖျားသခင်ခွင့်လွှတ်တယ်ဆိုပြီးတော့အပြစ်ထဲမှာဆက်နေဖို့မဟုတ်ပါဘူးဒါကမှားယွင်းတဲ့အယူဆတစ်ခုဖြစ်ပါတယ်ဒုတိယဂျေဇုတော်ကိုမှားယွင်းတဲ့အယူဆကဖျားဘက်ကဂျေဇုပြုပေးတာတစ်ပိုင်းလူအပိုင်းကလည်းကောင်းအောင်ကျင့်ရမယ်ဒါမှဖျားလက်ခံမယ်ဆိုပြီးတော့ယူဆတဲ့ဒုတိယတစ်ချက်ဖြစ်ပါတယ်ဒီနေ့ဖျားဘက်ကအလုံးစုံဂျေဇုပြုတာဖြစ်ပါတယ်လူအပိုင်းကအကျင့်ကောင်းဖို့လိုပါတယ်ဒါပေမဲ့အဲ့ဒီအကျင့်ကောင်းဖို့ရအတွက်ကလည်းဖျားပဲလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကယ်တင်ခြင်းရဖို့အတွက်လည်းယေရှုခရစ်တော်ဖျားကလက်ဝါးကတိုင်မှာအသေးခံခြင်းအပြင်ဂျေဇုပြုပေးတာဖြစ်ပါတယ်ကျွန်တော်တို့အသက်တာထဲမှာကောင်းသောအကျင့်နဲ့အသက်ရှင်နိုင်ဖို့ရန်အတွက်လည်းယေရှုခရစ်တော်ဖျားကကျွန်တော်တို့အသက်တာထဲမှာရှင်ပေးခြင်းအပြင်ဂျေဇုပြုနေပေးခြင်းပဲဖြစ်ပါတယ်ဘုရားဘက်ကအလုံးစုံဂျေဇုပြုတဲ့အတွက်ယုံကြည်သူကဘာမှမလုပ်ပဲဒီတိုင်းထိုင်နေရမှာလားအဲ့ဒီလိုမဟုတ်ပါဘူးလက်ဝါးကတိုင်မှာအသေးခံပေးသောဂျေဇုတော်ကိုသင်ဘက်ကယုံကြည်လက်ခံဖို့လိုအပ်ပါတယ်သင်အသက်တာထဲမှာအသက်ရှင်ပေးသောဂျေဇုတော်အတွက်သင်ဘက်ကနာခံဖို့လိုအပ်ပါတယ်လက်ဝါးကတိုင်မှာဖျားသခင်ပြုတဲ့ဂျေဇုတော်သင်အပြစ်အတွက်အသေးခံပေးခြင်းကိုသင်ဘက်ကယုံကြည်ရင်ဖျားသားဖြစ်ပြီဖျားသားဖြစ်သွားတဲ့သင်ဟာဖျားသားကဲ့သို့ဆက်အသက်ရှင်နိုင်ဖို့ရန်အတွက်ယေရှုခရစ်တော်ဘုရားကသင်အထဲမှာတန်ရှင်းသောဝိညာဉ်တော်အပြင်လာရောက်ရှင်သန်ပေးပါတယ်။နေ့ရက်စဉ်တိုင်းမှာသင်ကိုမဆားလည်းရှိတယ်၊သင်ကိုတုံသင်လည်းရှိတယ်၊သင်ကိုလမ်းပြလည်းရှိပါတယ်။အဲ့ဒီဝိညာဉ်တော်ရဲ့မဆားခြင်းဝိညာဉ်တော်ရဲ့နှိုးဆော်ခြင်းဝိညာဉ်တော်ရဲ့အထဲထဲကနေပြုပြင်ပေးခြင်းကိုသင်ဘက်ကနေနာခံမယ်ဆိုရင်တော့သဘောတူမယ်ဆိုရင်တော့ဝန်ခံမယ်ဆိုရင်တော့ဖျားသားပိသားစွာသင်ကအသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး15အပိုင်ငယ်4မှာသခင်ယေရှုကငါ၌တည်နေကြလောငါသည်လည်းသင်တို့၌တည်နေမည်။စပြစ်ခတ်သည်အပင်၌မတည်လင်ကိုယ်အလိုလျောက်အသေးမသေးနိုင်တဲ့ကဲ့သို့သင်တို့သည်ငါ၌မတည်လင်အသေးမသေးနိုင်ကြလို့ဖော်ပြပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကောင်းသောအကျင့်တွေအသက်တာတွေကနေထွက်ပေါ်လာဖို့ကြိုးစားခြင်းထက်ခရစ်တော်၌တည်နေပါလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာမကြိုးစားရဘူးမဟုတ်ပါဘူး။ဇာတိသဘောနဲ့ကြိုးစားခြင်းမဖြစ်စေဘဲနဲ့ခရစ်တော်၌တည်နေခြင်းဟာကျွန်တော်တို့ရဲ့ဘဝအသက်တာကိုဝိညာဉ်အသီးတွေပေါ်ထွက်စေပါတယ်။ဒါကြောင့်မို့ယုံကြည်သူတယောက်ရဲ့ကြိုးစားခြင်းဆိုတာကဇာတိသဘောနဲ့ကြိုးစားခြင်းမဟုတ်ဘဲနဲ့အထဲထဲကဝိညာဉ်တော်ရဲ့နှိုးဆော်မှုကိုနာခံပြီးတော့ဂျေဇုတော်အပြင်ကြိုးစားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာအကျင့်ဆိုတာကယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့အသီးပွင့်နာခံခြင်းရဲ့ရလဒ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းဂျေဇုတရားအပြစ်သားကိုအပြစ်ကနေကယ်ပြီးတော့ဖျားသားဖြစ်စေုံမကဖျားသားကဲ့သို့ခရစ်တော်နဲ့တူသောအသက်တာကဲ့သို့နေ့စဉ်အသက်ရှင်နိုင်ဖို့ရန်အတွက်မဆာသောတကိုးတော်ဖြစ်ပါတယ်။အဲ့ဒီဂျေဇုတော်ဒီဟူသောဖျားသခင်ရဲ့မဆာခြင်းခွန်အားကိုသင်ဟာမငင်းဆန်ပဲနဲ့ဖျားသခင်ရဲ့မဆာခြင်းကိုသင်ဟာဒါကြောင့်မို့ဂျေဇုတော်ဒီဟူသောဖျားသခင်ရဲ့မဆာခြင်းခွန်အားကိုအမိပြုပြီးတော့ဖျားသခင်ရဲ့အထဲထဲကနေပြုပြင်ခြင်းပုံသွင်းခြင်းကိုသင်ဟာမငင်းဆန်ပဲနဲ့ဝန်ခံပြီးတော့နာခံပြီးတော့လိုက်လျှောက်အသက်ရှင်မယ်ဆိုရင်တော့ဖျားသခင်နှစ်သက်သောအသက်တာနဲ့ဖျားသားသမီးပိသားစွာကောင်းသောအကျင့်ဆိုတဲ့ဝိညာဉ်ပကတိအတိုင်းအသက်ရှင်နိုင်မယ်ဆိုတဲ့အကြောင်းကိုဝင်ငှပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ